Okay. Namo Namo tata Tata Bhagavato Arahato Arahato Sama Namo Tata Namo Tata Arahato Bhagavato Namo tata Bhagavato Arahato Sama Namo tata Namo Namo Tata ဟုတ်ပါပြီရှင်ကဲဒါဆိုလို့ရှိရင်ဒီမှာအဖြေကိုဖွင့်ပြမလားအဖြေဖွင့်မဲနဲ့ဖြေမလားဖွင့်ပြီးတော့ဖြေမလားဘယ်လိုဖြေကြည့်မလဲ ရပါတယ်ဆိုမှအစီအစဉ်လုပ်ပါဟော မမလို့ဆရာမကြီးတော့မလုပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်အဖြေပိတ်ထားပြီးတော့ပြရအောင် batch 4 question let's do အဲ့ဆိုလို့ရှိရင်စာမေးပွဲရဲ့ဦးကတော့တည်ပြီးသားသမီးကတော့နည်းနည်းလောင်းလို့ဆရာမဒါလေးနည်းနည်းလေးရှင်းချင်တယ်နော်သူကကျွန်တော်တို့ BA ယူထားတာမြင်းညံက2ယောက်သုတဓမ္မကဝီဒီ2ယောက်ကိုကြွားတာပါဟုတ်ပြီအဲ့တော့ဒီမှာမေးခွန်းက10ပုတ်ရှိတယ်10ပုတ်ထဲမှာနော်ကျမတို့မေးခွန်းဖတ်ဖို့အချိန်ကို9မိနစ်ပေးစေခြင်းတယ်မေခွန်းသမီးလေးမှတ်ထားမယ်နော်ဆရာမကြီးတော်ညင်ညင်ဒီမှတ်ထားမယ်နော်မေခွန်းပတ်ဖို့အချိန်9မိနစ်အဖြေက10မိနစ်အဲ့တော့ကြတော့တပုတ်ကို15မိနစ်15မိနစ်ဆိုလို့ရှိရင်တပုတ်အဲ့တော့တပုတ်ကို15မိနစ်10ပုတ်ဆိုတဲ့အတွက်မိနစ်150နော်ပြည့်စစ်မယ်မြင်သားမယ်အဖြေတွေမှန်ကြည့်မယ်အဲ့ဒါကမိနစ်30ဒါဆိုလို့ရှိရင်အားလုံးမှမိနစ်180 3နာရီကြိုက်ပဲနော်ဟုတ်လားကိုဖြေတဲ့ဖြေကြတော့အောင်လေးပါမေခွန်းကိုတည်တည်ချာချာလေးဖက်စီခြင်းနဲ့မေခွန်းကလှဲ့မှာမပူနဲ့နော်မေခွန်းကလှဲ့မှာလှဲ့တဲ့ဥစ္စာကိုနိုင်အောင်ဖြည့်စေခြင်းပါတယ်ရှင်ဟုတ်ပါပြီအဲ့တော့ဘာကတော့ဒါကကျွန်မစာဖြေနေဒါတွေကတော့တည်ပြီးသားပါ level 1နေရမသိမှဆိုလို့ယောဂီဝိဆုံဝင်ပါဆမတော်ညင်းတွေယောဂီဝိဆုံလေးနဲ့လာမယ်နော်မမကိုလည်းပြောလိုက်နော်ဆရာမဟုတ်လားတပတ်ပခုံးနေတပတ်လေးကတော့ပါရင်ကောင်းတော့ပေါ့မပါနိုင်လည်းမပါနဲ့ပေါ့နော်ဘောပရင်ခဲတံကော်ရရှင်ကျန်တာမလို့ပါပြီးကဲအဲ့ဆိုရင်ဖတ်ပြမယ်လောကအကျိုးတဏှာအကျိုး2မျိုးလုံးရဖို့အတွက်ဒီ2မျိုးနဲ့အိမ်မက်ပေးရမည်ဆိုရာထိုအသည့်2မျိုးကိုပေါ်လွင်အောင်ရေးသား၍မှာ question တစ်ခုဖြတ်ပါတယ်အဲ့တော့ဒီတစ်ပိုင်းလေးဖြေကြည့်အောင်အဖြေလောကအကျိုးတန်တရားအကျိုးဆိုမျက်လုံးနှလုံးကိုပေါ်ပြပေးရမှာပေါ့ဟုတ်ကဲ့မျက်လုံးနှလုံးမျက်စိနှလုံးဟုတ်ပါပြီလောကီမျက်စိနဲ့ဟုတ်တယ်တန်တရားမှာကုသကိုခွဲချက်တည်တဲ့ပညာမျက်စိဟုတ်တယ်မှန်ပါတယ်ရှင်ရမယ်ရှယ်တဲ့ဥစ္စာကစခရီမတက်နေဖြည့်တက်နေဒီဘက်မှာမတက်ဘူးဖြစ်အဲ့တော့ဖြည့်ဖွင့်ပေးထားလိုက်ပါမယ်2ယောက်တည်းဆိုတော့ဟုတ်ပြီနော်ဒီမှာလောကအကျိုးတန်တရား2မျိုးလုံးရဖို့အတွက်အသိဉာဏ်2မျိုးနဲ့ထိမှတ်ပေးရမည်ဆိုတာထိုအသိဉာဏ်2မျိုးပေါ်လွင်အောင်ရေးသား၍ဆိုတော့လောကအကျိုးတန်တရား2မျိုးလုံးရဖို့အတွက်ကစီးပွားရေးမျက်စိနဲ့ဓမ္မမျက်စိနဲ့အဲ့ဒါဖြေလိုက်ရင်ရတယ်ဓမ္မမျက်စိဟုတ်ကဲ့နောက်တစ်ခုကနောက်တစ်ပုဒ်ကပါတယ်လေတပိုင်းပေါ့နော်ဒီရွေးပု္ပ္ပာဖတ်တာရက်ပါရသလောက်လေးရေးလိုက်ပါနောက်ပြီးကြမှာနောက်တစ်ပုဒ်ဒီဟာကိုတကြောင်လောက်ချရေးလေရတယ်နော်ဟိုကာယခါခွေးနဲ့ခွဲတာမဟုတ်ဘူးဒါပေမဲ့ဒီပု္ပ္ပာနှစ်ခုလုံးကဒီနံပါတ်1မှာကို2ပုံမိတာတစ်ပုဒ်ထဲမှာနံပါတ်1မှာကို2ပုံမိတာနော်ဟုတ်ပြီကောင်းကျိုးချမ်းသာရလိုအပ်သောအချက်4ချက်ကိုပါဠိမြန်မာတွဲကဖော်ပြတာတဲ့အဲ့တော့အချက်4ချက်ကဘာတွေလဲရှင်သမုဒါစာရာပရိနာမိပရိနာမိတာအာဘူဇိတကြားဘူးလားသမီးရသေးလားအာဘူဇိတပြန်လို့ရတယ်ဒါပေမဲ့သမီးစာမကြည့်ရသေးဘူးဆရာမအေးပါဟုတ်ပါပြီစိတ်တက်တော့ကြမသွားနဲ့ဒီမှာအာဘူဇိတယောနိတော်မနတိကာယတေဘူးလက်ရှိအောင်လို့အကုန်လုံးပြန်နော်အဲ့တော့သမီးကစာတော့ဆရာမနာထားလေယောနိတော်မနတိကာယအလေးစိတ်လုံးပြီအမြဲတမ်းကိုယ့်ရဲ့စိတ်ကိုကောင်းတဲ့ဘက်ကိုညှိနှိုင်းအောင်လုပ်မယ်နော်ပြီးတော့နှလုံးသွင်းဆင်ခြင်မယ်ဒါပဲ
နောနိတော်မနတိကာရလေအာဘောဂတိတာ ဟော ဘုဒ္ဓတာယောနိတော်မနတိက ဟုတ်တယ်မှတ်မိလားနည်းနည်းလေးပေါ်လာပြီမလား နည်းနည်းပြောရင်အပြန်နဲ့ မမီပါလေ အမွေကနေလာပြောလိုက်မယ်နော် ဟုတ်ကဲ့ဆရာမအဲ့ဒါဆိုပိုကောင်းတယ် နံပါတ်ဆရာမတို့ကပြောအဲ့စာမေးပွဲဟိုဟာအတွင်းမှာလဲဝင်လို့မရဘူးအထဲမှာလည်းဝင်မရဆရာမတို့စာသင်ပေးထားတဲ့ဆရာတွေအကုန်လုံးစာမွေးကန်းဆောင်ကဖယ်ထားတယ်ကန်ဆယ်ဘဟိုရုံးထဲမှာပဲနေရမယ်တဲ့အဲ့လိုအခုစာမွေးဆရာမတွေကကောင်းငင်ကျေဆရာမတွေရဲ့မျက်မော်ဆရာမတွေရဲ့တက္ကသိုလ်ဆရာမတွေရဲ့စောက်မှာပါသူတို့ကတုဒ္ဒဓမ္မဆိုတာကိုစလုံးပေါင်းတောင်မှပေါင်းဖတ်ကြည့်မဲ့သူတွေဒီဟာတွေဘာမှမဖြေတတ်ပါဘူးနော်မဖြစ်တဲ့ဥစ္စာသူတို့နှိမ်ချပြီးပြောတာမဟုတ်တော့သူတို့သွားမေးအဖြေမှန်မရနိုင်ဘူးလို့ပြောတာနော်ဒါစာမွေးကကိုစောက်မယ်စောက်မှာဒေါက်တာတွေစောက်မှာဒါပေမဲ့သူတို့ကစောက်မယ်စောက်မှာအားရှိအောင်ပြောထားတာ မေးလည်းမမေးပါဘူးအဲ့ချိန်ကျသမီးတို့ဖြေတဲ့သူကလည်းမာနာကြီးတယ်ဆရာမ ဟုတ်တယ်မာနာကြီးတယ်အဲ့သမီးပူးနေသမီးတို့ဖြေတဲ့ချိန်တော့လူက22ယောက်ပဲရှိတယ်ပထမရက်က450ရှိတယ်နောက်ရက်မှာ22ယောက်ပဲရှိမှာ 20နေရဆိုတော်တော်ကိုသိပါလို့နေပြီ တော်တော်သဘောကြီးကြာ မပြင်းနိုင်ဘူးရက်စရာကြီး ကဲဟုတ်ပြီနော်အားတကူငရဲပုံဘဝလူပုံဘဝဗြမပုံဘဝတွေခြားနာချက်ကိုရေးပါကဲအဲ့ဒါအကဲဦးမြင့်လွင်ဖြေလို့ရတယ်ဖြေကြည့်ပါ ကျက် ငရဲပုံကဘာတွေရှိတော့ ငရဲပုံဆိုတဲ့နောက်တော့မကောင်းတဲ့အကုသိုလ် ရေ တွေ ပေါ် ကငရဲ ကော ပုံ င်းတာတွေပဲဆိုးကျိုးတွေ အကုသိုလ်တွေပဲအကုသိုလ်တွေပဲပေးမယ်ဟုတ်တယ်လူပုံကရော လူပုံကကြတော့ကုသိုလ်တွေလုံးလို့ရှိရင် ကုသိုလ်အကုသိုလ်ကိုယ်လုပ်ရတယ်အကုသိုလ်လည်းရှိမယ်ကုသိုလ်လည်းရှိမယ် ကုသိုလ်အ အ ကု မှား သိုလ်က လေ လူ မြမပုံကရော ပုံကကြတော့ကုညာလေးကြီးပဲ အဲ့တော့ကောင်းတယ်ကုသိုလ်တွေကောင်းကျိုးတွေပဲဖြစ်မှာသူကတော့ ပါတယ်သူတို့ကဌာနချက်လိုပဲမေးမေးနှမ်းရှင်ချက်လိုပဲမေးမေးဟိုအတိတ်ပဲလိုပဲမေးမေးကိုကြက်ရမှာဟုတ်တယ်ကောင်းကျိုးချမ်းသာတွေပဲမှန်ပါတယ်ရှင်ဟုတ်ပြီအစစ်မြင့်သောနေနည်းဖြင့်နေနိုင်မှုအတွက်လိုအပ်သောအရေးချင်းများကိုဖော်ပြပါတဲ့ ဟုတ်သလားဝိရိယ ဘာ တ တွေ တိသမာဓိပညာ ဝိရိယ တတိသမာဓိပ သ ညာ မာဓိပညာ5ချက် ဟုတ်ကဲ့ အားတော်တယ်တော်တယ် တော့တော့မဖတ်တာလို့ ဒါလည်းပုတ်ပေးလိုက်မယ်ဟို PDF ဖိုင်လေးပုတ်ပေးလိုက်မယ်ဖတ်လို့ရအောင် ဟုတ် နော် ကဲ့ပါဟုတ် ဟုတ်ပြီအဲ့ဆိုရင်ဟုတ်ကဲ့နောက်တစ်ခုစက္ခုဒါရ၌ထင်လာသောယူပပုံကိုမြင်ရ၌ဖြစ်ပေါ်လာသောမြင်သိစိတ်ဤမြင်သိစိတ်တွင်အတွေ့ဝိတ္တပါဝင်ခြင်းရှိမရှိဖော်ပြ၍တဲ့ကဲဒါလေးရလွယ်လွယ်လေးမျက်စိနဲ့ကြည့်လို့မြင်လိုက်မြင်သိစိတ်မှာအတွေးပါမပါတဲ့ မပါဘူး တွေးပါလားမပါဘူးလား အတွေးမဲ့အတွေးမဲ့ မှန်ပါတယ်ရှင်အတွေးမပါပါဘူး ဟုတ် ဟုတ်တယ်အတွေးမဲ့စိတ်လေမျက်စိနဲ့ကြည့်တာလေအတွေးမဲ့စိတ်လေ အတွေးမဲ့ မျက် ဟု စိ တ်ကဲ့ နားနှာခေါင်းတရားကိုအဲ့ဒီ၅ခုလုံးကအတွေးမဲ့စိတ်10ခု တွေးမဲ့ဟု 10 တ် ခုကောင်းတာပဲမြင်ဆိုးတာပဲမြင်အဲ့မျက်စိကတွေးစရာမလိုအော်တိုမြင်သွားတာကြားတာရောစားတာရောထိတာသိတာရောအတူတူပဲနော်မှတ်မိသေးရမလား ဟုတ် မှ ကဲ့ တ်မိ ပါ ပါ ပြီ ပြီရှင်ကဲနောက် ဟုတ် မှတ်မိသေးရတော့ပါတယ်ကာမဝိတ္တေအဓိပ္ပာယ်နှင့်၎င်းတဲ့အနည်းဆုံးသောအဖြစ်ကိုဖော်ပြပါတဲ့ ကာမ မ ဝိ ဟုတ် တ္တ တဲ့ဆိုတာ ကာမဝိတ္တ လောဘနဲ့တွေးတဲ့ လောဘတက်လို့ရှိရင်အဲ့ဒါကာမဝိတ္တ ဟုတ်တယ်ကိုကျင်တာကိုကျင်တာ လောဘစိတ်အခြေခံ ကာမစ္စနာတော့ဆိုကြားဘူးတယ်မလားအဲ့ဒါကိုပြောတာ ကမ္မဝိ မှ တ န် ္တ ပါတယ်ရှင် ဟုတ် ဟုတ်တယ်အနည်းဆုံးဖြစ်ကပါတယ်လေဒါလေးကတော့မှတ်ထားလိုက် သိဉာဏ်မဖြစ်ပေါ်နိုင် သိ ဘူး ဉာဏ်မဖြစ်ပေါ်လာနိုင်ခြင်းဟုတ်ပါတယ်ရှင် ဟုတ် ဟုတ်ပါတယ်ရှင်အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ပုတ်သွားမယ် ဟုတ် အမှတ်30ရသွားပြီတင့်ဘဝတွင်ပို၍အနေပြုနိုင်သောအတွေးကိုပေါ်လွင်အောင်ရေးသားဖော်ပြ၍ ဟုတ် ပို၍အနေပြုနိုင်တဲ့လောဘဒေါသမောဟ၃မျိုးရှိတာအဲ့ဒီကမှလောဘနဲ့ဒေါသတဲ့ပို့ပြီးတော့အနေရှိ မော တာ ဟ ပါ နဲ့အတွေးပေါ့မောဟနဲ့အတွေးပေါ့ မောဟမမလေးရှိမောဟ မောဟ နော်မောဟကဘယ်လိုမျိုးလဲလှုပ်တင်တာကိုမလှုပ်ဘူးမလှုပ်တင်တာကိုလှုပ်တယ်အဲ့ဒါ လုံး ကို မလုံးတဲ့အောင်လုံးတာ ဘုတင်တော်ကိုမလုံး
မလုံးတင်တာကိုလုံးရတယ်လို့ထင်တယ်လုံးရမှာကိုမလုံးရဘူးလို့ထင်တာ မောန်တွေ့အတွေ့ ဟုတ်တယ်မမရရှင်လုံးသိမလုံးသိခွဲခြားသိတယ်ပြောရင်လည်းရပါတယ်နော် ဟုတ်ပါပြီကဲနောက်တစ်ပုတ်ကပါတယ်လေတက်မဲ့ပစ္စည်းကိုမုံနီးချင်းဖြစ်ပေါ်လာပါကရေမုံနီးချင်းများပေါ်ဘယ်ရာများဖြည့်ရှင်းပါမည်နီးတဲ့ဘယ်ရာနဲ့ဖြည့်ရှင်းမလဲ မမြဲတဲ့သဘော ကြည့်တက်ရှိက တက်မဲ့ တက်ရှိမဟုတ်တက်မဲ့ မမြဲဘူးဆိုတဲ့သဘော တရားလေးပါဠိစကားလုံး တက် လေး မဲ့ တစ် ဆို ခု ရင် လေး ဒ ရှိ တိ ရပါ လေးပါခွဲလာဓာတုမနတိကာရဓာတ်သဘောလေးပါ ခွဲပြီး အာဘောဒီဆုံးပါတော့ပင်ကြီးတစ်ပင်ကြီးကိုကြည့်လိုက်အဲ့တစ်ပင်ကြီးကိုမုန်းတယ်ဆိုလို့အရွက်တွေကျွေးလို့မုန်းတယ်ဆိုတစ်ပင်ကြီးကပထဝီဓာတ်ကိုမုန်းတာလားတေဇောဓာတ်ကိုမုန်းတာလားအာဘောဓာတ်အဲ့ဒါဓာတုမနတိကာရဓာတ်ခွဲတယ်လို့ပြောတာနော် ဓာတ်ခွဲကြည့်ခြင်းချင်းပေါ့နော် ဟုတ်တယ်ဟုတ်တယ် ဟောတက်ခဲ့ အဲ့ဒါကတက်မဲ့ဒီမှာတက်ရှိကြံနေတက်ရှိပေါ်မုန်းရင်ဘာလုပ်ရမလဲ ညတာပွား ဒီကမွေးရင်မြတ်တာပွားခိုင်းတာဆရာ နော် တက်ကပြခိုင်းတယ် မုန်းပါလို့ဆိုမှမေတ္တာပွားခိုင်းတာဆရာတော်ဘုရားကြီးကလည်းလို့နေမုန်းပါဆိုမှမေတ္တာပွားဒါပေမဲ့မေတ္တာရအောင်ပွားမှာတက်ရှိပေါ်မုန်းရင်မေတ္တာပွားမယ်အဲ့ဒီမေတ္တာပွားလို့မှမရရင်ဘယ်လိုကြည့်ရမလဲ ပြခါပြရမယ် ဥပခါတူလဲ ဟုတ်တယ် ဟုတ်တယ် သူလည်းသူကန်နဲ့သူလာတာငါလည်းငါကန်နဲ့ ကမတက မုန်းနေလို့လည်းဘာမှမဖြစ်တက်ပိတက်တာကမမရဲ့ရှင်ရဲတော်တာပဲ အဲ့ဒါဆိုရင်တော့40ရသွားပါပြီနောက်တစ်ပုတ်သွားမယ်နော်မေးခွန်းလေးကိုပြဘူးလေရှောင်းလို့ဖြေတာပါဒါက ဟုတ်ကဲ့ ဟိုအကြီးအဆုံးပြီးခဲ့တဲ့2025သို့တော့ဝါရာဤဆိုလိုချက်အဓိပ္ပာယ်ကိုရေးသား၍တဲ့ရှင်ပါတိလာစောက်တယ်ဆိုတာပါလေဥပုသ်ဆောင်တယ်ဆိုတာပါလေ ဘုတောင်းတာ8ပါးသီလာဆောင်တာသွားဆောင်တာ ဒီမှာ ဟုတ် သီ တယ် လာပွားယူတာ8ပါးသီလာ အေးဥပုသ်ဆောင်တယ်ဆိုတာဘာလဲလို့ဘာအတွက်ဆောင်တာလဲလို့ ဟုတ်တယ် ဥပုသ်ဆောင်တယ်ဆိုတာဘာလုပ်တာလဲ ဘုဆောင်တယ်ဆိုတာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကိုထင်း ကိုကြီးနေ ဟိုဘယ်လို ကိုကြီးနေ ပူခြင်းတရားကိုစောင့်နေတာ စောင်းတယ် ကိုကြီးတီလာကိုစောင့်ထိန်းတာ ဟုတ်တယ် မှန်ပါတယ်ရှင်အဲ့ဒါကိုအဓိပ္ပာယ်ပေါ်အောင်ရေးမယ်နော် ဟုတ် ဥ ကဲ့ ပုသ်ဆောင်တယ်လို့ပဲမေးမရှိပါတိလာလို့ပဲမေးတည်စောက်တည်တယ်လို့ပဲရေးမေးမသွားဘူးနော် ဟုတ်ပြီနောက်တစ်ခုကဗါလဲဘောပါလကုပောတထနဲ့နိကန္တုပောတထတို့ဤမဟဖလမဟာနိတန္တမဖြစ်ရခြင်းအကြောင်းကိုရေးပါဆိုဒီမှာလာပြီမဟဖလဆိုတာလည်းမသိဘူးမဟာနိတန္တဆိုတာလည်းမသိဘူးအဲ့တော့မသိတာကိုခဏထားလိုက်သိတာပဲပြင်မယ်အဲ့တော့ဂောပါလကဥပုပ်အကြောင်းရေးလိုက်ဂောပါလကုပောတထဥပုပ်ကပါလဲ နွားကြောင်သား နွား စိတ် ကြောင်းသား အဲ့ဒါပါလို့ ဟုတ် နွားကြောင်သားဥပုပ် ဟုတ် လောဘစိတ်နဲ့ငါပြီးဟိုကစမယ်ဟိုကစပြီးဒါစားမယ်လို့တွေးနေတာအဲ့ဒါခောပါလကုပောတထနော် ဟုတ်ပြီ ဟုတ် ဟောနိကန္တုကကြတော့ဗာလဲ ဂျိန်းရန်ဒီရဲ့အဆောင်တဲ့ဥပုပ် ဟုတ်တယ်ဂျိန်းနေစောင်းတဲ့ဥပုပ်နိကန္တာတွေခေါင်းဆောင်ပြီးစောင်းတဲ့ဥပုပ်သူတို့ဥပုပ်ကဘယ်လိုမျိုးလဲမုဒ္ဒဝါဒကိုထိမ့်မဲ့စားမုဒ္ဒဝါဒကိုကျူးလွင်တာဟုတ်တယ်မလားဒီပစ္စည်းတွေငါမပိုင်ဘူးသူတို့ဆောင်လဲငါမမိမလည်းငါမပိုင်ဘူးနော်နောက်ပြီးတော့နောက်နေ့ကျသူတို့ပဲပိုင်တာပဲနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ ယူဇနာတရား ယူဇနာတရားအနာနာကိုယူဇနာတရားပြမကကောင်းနေတက်တယ်ဆိုတော့တတ္တဝါတွေကိုပိုင်းခြားပြီးတော့မေတ္တာထားတာမို့လို့အဲ့ဒါလည်းအကျိုးမရှိတဲ့ဥပုပ်နော်ဂောပါလကုတထကအကျိုးနေတာနိကန္တုပောတထကအကျိုး ကျိုးမဲတာ နိုင်ရှိချက်လို့မင်းအဲ့လိုက်ဖြစ်မယ်နော် ဟုတ် ဟုတ်ပါပြီရှင် ဟုတ်ကဲ့ဆရာမ အဲ့ဒါဆိုရင်တော့ပါတယ်90ရသွားပြီနော် ဟုတ် အဲ့လေးပြောချင်တာရွေ့ဆိုလို့ရှိရင်ရက်ထားပြီးတော့ဖြေလိုက်ဖြေပြီးမှနောက်ထပ်ကျန်တဲ့ဆက်ဖက်ပု္ပ္ပစာကြီးတစ်ခုလုံးကြီးဖတ်ပြီးတော့စဉ်းစားရင်မျက်စိလဲသွားမယ်တမိတော်ချင်းချင်းတွေမှတ်ထားမယ်နော်တမိကမဖြေရနည်းနည်းကြာနေဒီမှာ ဟုတ်ကဲ့ဆရာမ ဆိုလို့ရှိရင်ရက်လိုက်ရွေ့ဆိုလို့ရှိရင်ရက်လိုက်အဲ့ပထမဥပုသ္တိလာနေ့ဟောပတ်သက်၍ဒီရွေ့ရတော့မရသေးနဲ့သူကဆက်သက်မပြီးသေးဘူးပထမဥပုသ္တိလာနေ့ပတ်သက်၍ယန္နာပုဂ္ဂိုလ်များနှင့်နှိုင်းစာကျင့်သုံးနေထိုင်မှုကိုရေးသားရွေ့တယ်ဒီရွေ့မှာရက်မယ်နော်ပထမဥပုသ္တိလာနှင့်ပတ်သက်၍နော်ယဟန္နာပုဂ္ဂိုလ်များပထမဥပုသ္ဆိုဥပုသ်ဆောင်နည်းဘယ်နှမျိုးရှိလဲစိတ်ကိုထိတဲ့ဥပုသ်ဆောင်နည်းဘယ်နှနည်းရှိလဲ
ပါလေဆုံးတာတော့လေကြည့်တော့ငါးချောင်းသားဥပုပ်ရဲ့ဂျိန်းဥပုပ်ရဲ့ရန်နာမြတ်သူတော်ကောင်းသူမြတ်လောင်းနေကျင့်တဲ့ဥပုပ်ရဲ့တခုတော့မသိဘူး 3 မျိုးနော်အဲ့ဒါကအပုပ်မျိုးစား3 မျိုး 3 မျိုး အဲ့ဒီစိတ်ကိုထိန်းတဲ့အဲ့ဒီဥပုပ်က5 မျိုးလေ 5 မျိုးဟုတ်ကဲ့ တစ်ခါ5 မျိုးလေပါလေ ယမှုဘောတထ တရားကုံတော်ပွားတဲ့ဥပုပ်ရဲ့တရားကုံတော်ပွားတဲ့ဥပုပ်ရဲ့တန်ခါကုံတော်ပွားတဲ့ ယမှုဘောတထဟုတ်ကဲ့ တစ်ခုကပါ ဟုတ်ပွားရဲ့ဟုတ်ကဲ့မိမိရဲ့သီလကို ပွားလာရဲ့သူကဇေဝတာနှုတ်သက်တိ ဒေဝတာနတ်တို့ရဲ့ ဓမ္မနှုတ်သက်တိတန်ခါနှုတ်သက် တန် တိ ခါနှုတ်တိ ပါကသီလနှုတ်သက် သီ တိ လနှုတ်တိ ပြီးတော့ ဒေ ဒေ ဝ ဝ တာ တာ နှု နှု တ် တ်သက်တိ တိဟုတ် ဟုတ်လားမှတ်မိသေးလားသမီးပြောတာအမှန်တယ်သမီးပြောတာကဥပုပ်အမျိုးအစား3 မျိုးအခုကဟိုအရိယာတွေစောင့်တဲ့ဥပုပ်ပေါ်မှာပထမဥပုပ်ပထမဥပုပ်ဒီလားအဲ့ဒါကိုပြောနော်မျက်စိမလင်းနဲ့နော်ဒီမှာသူကနောက်ကိုလှမ်းလို့ယဟန္တာပုဂ္ဂိုလ်များနဲ့နှိုင်းစာကျင့်သုံးနေထိုင်မဟုတ်ဆိုအဲ့ဒါလေယဟန္တာတွေကလည်းဒီလိုဥပုပ်ဆောင်နေဆိုပြီးတော့ဟုတ်တယ်ပါဏာတိပါဒကံပါဏာတိပါဒကံမဟုတ်ဘူးဒေါက်တာလက်နဲ့တို့လည်းအနာနာမှာမထားဘူး ဟုတ်တယ်ပြီးတော့ မလည်းရှစ်ကြောက်တယ်ဟုတ်ပါတယ်ရှင် ညတာထားတယ် ဒီလိုပဲရမ်းတော့ဟုတ်ပါတယ်မှန်ပါတယ်အဲ့ဒါဆိုနောက်တစ်ခုဒါလေးကြည့်လိုက်နက္ခတ္တာယဝင်းလက်လှပနေသောညာချမ်းခါနှင့်ပတ်သက်၍သူတော်မြတ်သူတော်ကောင်းတို့၏သဘောထားကိုတင်ပြပါတဲ့ဟုတ်လားဘယ်လိုမျိုးလဲ ညာဆိုနက္ခတ္တနဲ့ဆန်းနေကြအလွန်လှတယ်တဲ့အိပ်ဖို့မဟုတ်ဘူး ရန်နာဒီလိုဘာလို့ တီလာတရားတွေဘာတွေအားထုတ်ကြတယ်အဲ့ချိန်မှာသူကအလုပ်လုပ်တာ ဟုတ်ပါတယ်ရှင်မှန်ပါတယ်အဲ့ဒါလေးရေးရင်အမှတ်ပြကြပါပြီကဲနောက်တစ်ပုတ်သွားမယ်နော်ဒီနေ့3 4 5 6ကဲနောက်တစ်မျိုးနောက်တရားတစ်ခုပြောင်းသွားပြီဒါကဘာတရားလဲနမခွေရန်ဘာတရားလာမှာလဲ တော့ ခန္ဓာတော့ ခဏတော့မှန်ပါတယ်ခဏတော့သူ့ပါအနည်းဆုံးတော့ဂုံနုမှတ်လောက်ရနေတရားပြည့်ဖို့ပဲလို့တော့သင်ယုံကြည်စွာရွေးပတ်တဲ့တော့ခန္ဓာတော့ပိဋိတရားတော်ဤအစမ်းကိုရေးသားရွေးတယ်ဒီမှာထက်ပြီနော် ဟုတ်တယ်ဟုတ် အဲ့တော့ဗါတယ်လေသင်ယုံကြည်စွာရွေးပတ်တဲ့အတော့ခန္ဓာတော့ပိဋိတရားတော်ဤအစွမ်းနဲ့ဗါတယ်ပိဋိတရားတော်အစွမ်းဗါလဲ နတ်စေနတ်စေမန္တ ငွေစိုးရဲ့အနေကိုနတ်စီနတ်မန္တတို့ကာကွယ်ပေးနိုင်တယ်တခြားအနေကိုလည်းကာကွယ်ပေးနိုင်တယ်ခန္ဓာတော့ရဲ့အစွမ်းပဲဟုတ်နော် ဟုတ် မှတ်မိလား ဟုတ်မမီနတ်စေ โอเคမစိုးပါဘူးအဲ့ဆိုတင်ရကျွတ်နဲ့ပါတယ်ဒီမေခွန်းနေမှာ batch 5ကအခက်ဆုံးပဲသူကတဖြည်းဖြည်းခက်လာနောက်ဆုံးကအခက်ဆုံးပဲဒါကိုဖြေနိုင်ရှိရ easy နောက်တစ်ခုအစိတ်ပြင်းသောမွေတတဝါကိုအာတိဝိတဟုခေါ်ရခြင်းအကြောင်းရေးသားပါတဲ့အာတိဝိတကိုသူကရှင်းခိုင်းတာအာတိဆိုတာကလင်းလင်းမြဲမြဲဝိတဆိုတာအစိတ်အာတိဝိတဆိုလိုက်တာနဲ့ကိုတက်မိအစိတ်တွေတက်လာတာတေးနိုင်တာပေါ့အဲ့ဒါကိုပြောတာမွေဟုတ်တယ်ဒီလင်းမြဲမြဲအစိတ်တက်တဲ့မွေနော် နော် ကဲရပြီနော်အဲ့ဆိုရင်တော့10မှတ်ဆိုတော့80ရောက်လာပြီကဲဆက်တက်မယ်ရှင်ကဲဖြည့်ကြည့်ရအောင်ယဟန်တော်များမစားကောင်းသောအသားကြီး10မျိုးတွင်မွေသားပါဝင်ရာတဲ့အကြောင်းကိုရှာဖွေတင်ပြ၍ဘာလို့မွေသားမစားခိုင်းတာလဲမြတ်စွာဘုရားက ဝေသားစားတဲ့သူတွေသိတယ်သိအခါကျတော့သူတို့ရဲ့မျိုးနွယ်စုတွေကလိုက်လာပြီးတော့အန်ဒီရယ်ပေးလို့ ဟုတ်ပါတယ်ရှင်မှန်ပါတယ်အဲ့ဒီမွေသားမစားဘူးဘယ်သူကပြည့်ညက်ခဲ့တာလဲ ရသော်ဖေဟာ ဘုရားမြတ်စွာဘုရားတော်မူခဲ့တာ ဟုတ်ပါတယ်အဲ့လိုလေးဖြေလိုက်ရင်ကိုပဲ तू က10မှတ်ထက်9မှတ်ရသွားရောပြီးနောက်တစ်ပုတ်တက်မယ်တတ္တဝါတို့ဤအစစ်အတန်အနေမြင့်ကိုမြည်သည့်ကာနဲ့တိုင်းတာကန့်သက်ပေးပါသနည်းတဲ့ဘာနဲ့ကန့်သက်ပေးလဲ အသက်ရှိတဲ့ ဟုတ်တယ် တတ္တဝါရှိတယ် ဟုတ်တယ်အသက်အဲ့ဒါကဘာလားလူမိုက်လေအသက်ရှူပြီးတော့အသက်ကိုရှူအောင်မဲရှူတတ်တယ်အဲ့ဒီအသက်ရှူတဲ့ဝ
ဝင်လေထွက်လေကိုအသုံးမချဘူးဆိုရင်အဲ့ဒါကဘာလာလူမိုက်မှန်တော့မှန်တာဘာလာလူမိုက်အခုမေးတဲ့အဲ့ဒါမဟုတ်လူတွေကိုဘာနဲ့ကန့်တက်တယ်လဲဆိုတော့သူတို့ရဲ့တဒံမှာဖြစ်နေတဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်နဲ့လက်မှတ်ဟုတ်လားပိုက်ဆံရှိတာမရှိရနဲ့မတိုင်းတာဘူးဒီလူကကုသိုလ်စိတ်ရှိတယ်ကုသိုလ်နဲ့နေတဲ့လူပေါ့သူတို့ကောင်းပေါ့နော် ကုသိုလ်နဲ့ဟုတ်တယ်အကုသိုလ်နဲ့လုံနေအဲ့လိုပဲလေသူတို့ကောင်းတဲ့သူယုံမှာကိုကျမတို့တကယ်မှလက်တွေ့ဘဝမှာဆက်ကတော့အနေငယ်အရေးပါတာပေါ့နော်တကယ်မှာတော့ကုသိုလ်နဲ့နေတဲ့လူကိုသူတို့ကောင်းလေအကုသိုလ်နဲ့နေတဲ့လူကသူယုံမှာပေါ့ဥပမာကျမတို့ရဲ့ပါချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဆိုရင်ကုသိုလ်စိတ်နဲ့ပဲနေဒါသူတို့ကောင်းသူမြတ်လောင်ကြီးလေဟုတ်တယ်နော်ကျန်တဲ့သူကတော့ထားလိုက်ပါတော့အသက်ကြီးပေမဲ့တောက်စားမှုယူမကောင်းတာပဲလုပ်နေဆိုအဲ့ဒီလူကကုသိုလ်လားအကုသိုလ်လားအဲ့ဒီလူကအစင်တန်းနိုင်နေသူပေါ့နော်ဘလောက်ပဲချမ်းသာအဲ့လိုပဲကြည့်လိုက်လူမိုက်ဟုတ်ဒါပေမဲ့လောကအမြင်နဲ့ကြည့်ရင်တော့ပိုက်ဆံချမ်းသာတဲ့လူကိုတော့လည်းမပြောသူပါဘူးဟုတ်ပြီလောကအမြင်နဲ့မကြည့်ဓမ္မအမြင်နဲ့ပဲကြည့်မယ်နော်ဒါပြီဒါဆိုလို့ရှိရင်အမှတ်ဘယ်လောက်ရသွားလဲတပိဘယ်နှပုတ်ဖြေနိုင်လဲဘာလို့တော့ရမယ်ကိုကြီးအောင်ဥပုပ်ကလွင်ကျန်ရတယ်ခုချိန်ကြအောင်ဥပုပ်ကလည်းရတယ်ဥပုပ်ကသမီးကဟွာလေးလွယ်အခုမားလို့ရှိရင်ဆံဘွက်ကနဲ့မမားတော့လေ तू ကဥပုပ်အမျိုးအစား၃မျိုးရှိတယ်ဆိုတာကဘာသာခွဲတွေဥပုပ်နဲ့ဗုဒ္ဓဘာသာဥပုပ်ကွဲပြားတဲ့ပုံကိုပြောတာနော်အဲ့ဒါဥမာ तू ကရဟန္တာတွေစောင့်နေပထမဥပုပ်လို့ဒီခါလေးညှိုးလိုက်ပြီးသားလွဲမှာဆိုလို့အဲ့ဒါဆိုလို့ရှိရင်နော် तू ကစိတ်ကိုထိန်းတဲ့ငါးနည်းလို့လည်းပြောတယ်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိဟုတ်တယ်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိတန်ခါနုတ္တိကဲဒါလေးကနောက်ဆုံးတင်တဲ့တရားလေးဟုတ်မယ်ပြန်ချက်ရင်မှတ်မိတယ်နောက်ဆုံးအရာပို့ဆိုးတယ်နောက်ဆုံးကဘာမှမသိဘူးနောက်ဆုံးကဆ iam တင်တာနည်းနည်းလေးမြန်သွားတယ်စာအုပ်ကနည်းနည်းကြည့်ရမှာနောက်ဆုံးကနောက်ဆုံးနားလိုက်ရအောင်ဆ iam ပြောတာပဲလိုက်နားထောင်နေရအဲ့ဒါနည်းနည်းလေးပဲသိရတယ်ဟောအေးကဲဟုတ်ပြီအဲ့ဆိုဒီမကြီးဆ iam ပြောတာလေးပဲပြန်ပြောမယ်ဖျားရှင်ဖြစ်တော်မူခြင်းနှင့်ဆက်လင်း၍အရှင်သာရိပုတ္တရာလျှောက်ထားအပ်သည့်တခုတည်းသောမြို့ဝင်ပေါင်းနှင့်တူသောအချက်များကိုရေးသား၍အဲ့မှာရက်မယ်အဲ့တော့အဲ့ဒါဥဖြေတဲ့ဖြေကြည့်ပါရှင်ဖျားရှင်အဲ့တော့လေတမိမတခါမှတော့ဒီကိုအဝင်းနေရနဲ့ပတ်တဲ့အခါမှာအဝင်းအထွက်တကားတစ်ပေါက်ပဲထားတယ်ဆိုတဲ့ဟာဟုတ်တယ်အဲ့ထဲမှာအဲ့ဒါဘာတွေကိုထားရတော့နိဝရဏတရား၅ပါးဟုတ်တယ်ပြီးတော့ဒီပဋ္ဌာန်းတရား၄ပါးဟုတ်တယ်ပြီးတော့9ပါးဟုတ်တယ်အဲ့တော့ဒီမှာမေးလို့ရှိရင် तू မေးကိုတိတာချဖြေခဲ့အင်ဂျင်နီယာနဲ့နိုင်ပြီးပြောတာပထမဆုံးဖောက်တင်ရှင်းတယ်နောက်ပြီးကြာရင်ဖောင်ဒေးရှင်းချတယ်ပြီးလို့ရှိရင်အစစ်မြင့်စောက်တယ်အဲ့ဒါလေဟုတ်လားဖောင်ဒေးရှင်းတယ်ဆိုတာကဒီဝေဒနာ၅ပါးစိတ်ကိုညှဉ်းနှဲစေတဲ့ပူလောင်စေတဲ့အမိုက်လိုပဲဖြစ်တဲ့တွေကိုဖယ်လိုက်တယ်နောက်တစ်ခုကဘာလုပ်တယ်စိတ်ပေါ်မှာအခြေခံပြီးတော့သတိပဋ္ဌာန်၄ပါးဟုတ်တယ်သတိပဋ္ဌာန်တရား၄ပါးနော်နောက်တစ်ခုကပါလဲအဲ့ဒီပေါ်မှာအခြေခံသတိပဋ္ဌာန်တရားစိတ်ကိုအခြေခံအောင်လုပ်တယ်အခြေခံအောင်လုပ်တာအဲ့ဒါပြီးတော့မှဝိဇ္ဇင်9ပါးပွားများဒါပဲနော်နောက်တစ်ပုဒ်ကတိကျတွေ့တယ်သတိပဋ္ဌာန်၄ပါးကိုသိစေတယ်ဒီမဲ့လည်းကာယနုပဒနာဝေဒနာနုပဒနာစိတ်အနုပဒနာဓမ္မနုပဒနာဟုတ်တယ်အဲ့ဒါကိုဘယ်အချိန်မှာကျင့်လိုက်တာလဲဝိကကဘယ်အချိန်မှာကျင့်တာလဲအဲ့ဒါကျင့်တာလားစိတ်ကြောင့်ဟိုစိတ်ကိုအယုံစားတာခန္ဓာကြောင့်ဟိုခန္ဓာပေါ့တအားတော်ဂုံလုံးမရသွားဘူးကနော်သူကဂုံလုံးမရတယ်တော့ဖြည့်ရပါဖြည့်တယ်ရအောင်အလေးလေးကမိုက်တယ်မိုက်တယ်ဖြင်းရမိုက်တယ်ဒီဝိပဿနာကဖြင်းလို့ရတယ်နော်ဟုတ်ပြီအဲ့တော့သမီးဆ iam ပြောမယ်ဆ iam ထုတ်ထားတဲ့
slide လေးတွေပို့ထားတယ်အဲ့ဒါကိုထပ်ကြည့်လိုက်အဲ့ဒါကအရှင်းဆုံးပဲထုတ်ထားတာထုတ်တယ်နေများတယ်ဒါပေမဲ့ဆရာမခုချင်းဆွဲထုတ်လိုက်တဲ့အတွက်အများကြီးကြက်ဆရာမလို့အဓိကကြက်ရမှာဒီအချက်ပဲအဲ့ဒါပဲကြည့်ရမှာဘာမှမကြည့်အောင်ဟုတ်တယ်ဒီဟာလေးပဲစိတ်ကိုညွှန်းနှမ်းစေတဲ့ပညာတရား၅ပါးကိုပြောတယ်နောက်ပြီးတော့သတိပဋ္ဌာန်၄ပါးကိုအာယုံစိုက်တယ်ပြီးတော့ဝိဇ္ဇခုနှစ်ပါးပွားတယ်ခုပြောနေတဲ့တိပဲဆိုင်ပွားဒါမှပဲဆိုင်ပွားပါပဲပွားဟုတ်တယ်သူကသတိပဋ္ဌာန်ဒီနေ့မှတလို့ဒီလောက်မှတော့မှတို့ကဟဲစိတ်ပွားစိတ်ပွားဟဲစိတ်ပွားလို့တို့ကောပတ်တာလေဟုတ်တယ်ရဆိုရင်ရပြီနော်ဒီသောတာပန်ဝိတခသောတာပန်ဖြစ်တဲ့ဥစ္စာကမြတ်စွာဘုရားတရားနာနေတဲ့အချိန်မှာဖြစ်သွားတာဒီလိုမျိုးလေးဒီလောက်လေးနဲ့ပေးတယ်ဆိုတာတော့ဒါကအမှတ်ပေးစည်းမျဉ်းတိုင်းရေးထားတာပေါ့နော်ဒါပေမဲ့အပြင်မှာကျတော့ဒီလောက်ကလေးနဲ့တော့မဖြေနဲ့နည်းနည်းလေးတော့တိုးဖြေခဲ့တာနော်ပြောချင်တာကမေးခွန်းကိုချာဖတ်ပါကဲဒီတစ်ခါမေးခွန်းကျမဖတ်တော့ဖတ်ကြည့်အောင်နောက်တစ်ပုတ်ခဏလေးဘာပြီးနော်ပြီးဖတ်ကြည့်အောင်ကိုကျင်တရားနဲ့ပတ်သက်စီတတ်သောအရာ၅ပါးစီတွေ့တယ်ကိုကျင်ကိုကျင်ဒီလား၅ပါးကံ၅ပါးကံ၅ပါးဆိုတော့ရှင်းနေတာကြီးပဲပါတိလားကိုပြောတာဟုတ်တယ်ကံ၅ပါးပေါ့၅ပါးကြီးချရေးလိုက်လေနော်အဲ့မှာပါဠိမြန်မာလိုရရင်မြန်မာလိုရေးနှစ်ခုလုံးမှတ်ပေးလိုက်မယ်နော်ဟုတ်လွယ်လေးတအားကိုလွယ်တာပဲနောက်တစ်ပုတ်တော့ပုဂ္ဂိုလ်လွတ်တော့တဲ့ဂရီသုံးပါးနဲ့ဂရီမှာလွတ်မြောက်ရခြင်းဒီဒါဂရီလို့အကြောင်းရင်းကိုရှာဖို့ဂရီသုံးပါးပါဂရီလေသောတာပန်နေကအောက်ဘုံနေမသွားတော့ဘူးလေဂရီ၅မျိုးတွေကဘာဘုံနေမသွားတော့ရလဲရေတလိษံပိတ်တာသူတယ်ဟုတ်လားရေတလိษံပိတ်တာသူတယ်ကြီးအဲ့တော့ရေဘုံလည်းမသွားတော့ဘူးတလိษံဘုံလည်းမသွားတော့ပြီးတော့အတူတွေကဘုံလည်းပိတ်တာဘုံလည်းမသွားတော့ပိတ်တာအတူတွေကဘုံလည်းမသွားပိတ်တာနဲ့အတူတွေကတမျိုးတည်းဘုံနဲ့နော်ပိတ်တာဘုံလည်းမသွားတော့ဟုတ်လားငရေလိษံငရေဂတိ तू ကဂတိဆိုတဲ့အတွက်ဘုံလိုမြည်တော့ဘူးနိယတဂတိနော်တိရိစ္ဆာနဂတိပေတဂတိဟုတ်လားပေတဆိုတာပိတ္တာတိရိစ္ဆာန်ဆိုတာတိရိစ္ဆာန်ဒီမှာအတက်ကလေးတွေဖြုတ်ပြီးတော့နိယဂတိဆိုနိယဆိုတာငရဲကိုပြောတာဒါလေးမှတ်လိုက်သမီးနိယဂတိဟုတ်ကဲ့နိယနိယတိရိစ္ဆာန်ကိုအသက်ပြုတ်ဂတိပေါင်းလာအဲ့ဒါပိဋ္ဌာနာဂတိနောက်တစ်ခုကပေတဆိုတာပိတ္တာပေတဟာဟုတ်ပြီနော်ဂတိအဲ့တော့ဒီဟာလေးကကြာပါလေသောတာပတ္တိမပြင်ဒိဋ္ဌိပစ္စည်းကိစ္စဒါကတော့ရရလည်းမဖြစ်နဲ့နော်ဒိဋ္ဌိနဲ့ဝိသိကိစ္စကိလေသာတွေပယ်သွားတာဒိဋ္ဌိနဲ့ဝိသိကိစ္စပယ်သွားတာဒိဋ္ဌိဆိုတာကသောတာပန်ဒိဋ္ဌိပယ်တယ်ဒိဋ္ဌိဆိုတာအယူမှားတော့အယူမှားတယ်ဆိုတာဖယားကိုဖယားမှန်းသိတယ်တရားကိုတရားမှန်းသိတယ်တန်ခါကိုတန်ခါမှန်းအဲ့ဒါသောတာပန်ပဲဘာနဲ့တွဲမှန်းမလို့တောင်းရမှတ်လိုက်နားလဲအောင်ဆရာမတို့ခဏပြောတယ်လေဟိုအနုကြီးလေတုတ်ပဗုဒ္ဓအနုကြီးကသောတာပန်တည်သွားတဲ့အချိန်မှာတရားမင်းကလာဆက်တာလေမင်းဒီမှာရွှေတွေပေးမယ်ငွေတွေပေးမယ်တရားကိုဖျားမဟုတ်ဘူးပြောတရားကိုတရားမဟုတ်ဘူးပြောလို့ပြောတဲ့ချိန်မှာအဲ့ဒီတုတ်တဗုဒ္ဓအနုကြီးကငါ့ကိုဘာပေးတရားကိုဖျားလို့ပဲယုံကြည်တယ်တရားကိုတရားလို့ပဲဖျားကိုမကောင်းဘူးလို့မပြောနိုင်ဘူးတရားကိုမကောင်းဘူးလို့မပြောနိုင်သူ့အသက်နဲ့လဲပြီးတော့ကာကွယ်တာလေဖျားတရားကိုဟုတ်ကဲ့အဲ့ဒါကြောင့်သူကသောတာပန်တည်သွားတဲ့အတွက်လုံးဝဖျားကိုဖျားလို့ပဲယုံကြည်တယ်ကျမတို့တွေကဗုဒ္ဓဘာသာလို့ဆိုပေမဲ့ဟိုဖျားကိုဖျားလို့ဆိုယုံကြည်တယ်ဆိုပေမဲ့သိခိုင်နေဘူးနော်အဲ့ဒါကိုဒိဋ္ဌိလို့ခေါ်တာဝိသိကိစ္စဆိုဒိုလောမရှိတော့ဩငါကြစ်နေတဲ့တရားငါတို့အတွက်အဆင်ပြေပါမလားဒီစာမေးပွဲကဖြေရမလားမဖြေရဘူးလားငါမှစာသင်ချိန်တွေကလည်းအများကြီးဟုတ်လားဟာဒီစာမွေးနောက်တစ်ပတ်မှဖြေပါတော့မယ်လေဟုတ်တယ်မလားနော်မြင်းကြံမျိုးကြီးမဲ့စာမွေးရောက်နေဘဲချင်းဖြေရတာပဲဆိုအဲ့ဒါဝိသိကိစ္စဒိုလောလုံးရမလို့မလုံးရမလို့နဲ့တခြားသူနဲ့မနိုင်နဲ့ကိုနဲ့နိုင်ဟုတ်လားတို့ရတာဟုတ်တယ်ပြောနေတို့ရမဟုတ်ဝိသိကိစ္စကိုတမိမှတ်မိအောင်လို့ဆရာမဥပမာပေးတာပါ
ဟုတ်ကဲ့ နော်ဝိစီကိစ္စဆိုတာတမီမတ်မိမှာ တမီးကိုပြောနေရပဲဟုတ်လားဆိုလည်းဟုတ်နေတာပဲ အဲ့တော့ဒီကကြတော့အပိုင်မကိလေသာဒါကတော့နည်းနည်းခက်တယ်ကိလေသာလို့ရေးလိုက်ပေါ့ ဟုတ် ဟုတ်ပါဘူးဒီသောတာပတ္တိမဲ့နဲ့ပယ်နိုင်တဲ့ဥစ္စာတွေကိုဆရာမပြောဒိဋ္ဌိနဲ့ဝိသိကိစ္စလို့ရေးရင်ကိုအမှတ်ပြရတယ်နော်ဒိဋ္ဌိနဲ့ဝိသိကိစ္စအဲ့ဒါကတော့သိရမယ်နော်အဲ့ဒါကတော့သိရမယ်ဒိဋ္ဌိဆိုတာအယူမှားတာဝိသိကိစ္စဒိုလောယုံမတန်ရဖြစ်တာအဲ့ဒါပဲ ဟုတ်ဝိသိကိစ္စနော် အမှတ်တရားကို9မှတ်လျှော့လိုက်မယ်65မှတ်ဂုံတုထွက်နေပြီနော် အမိ95မှတ်95မှတ်ဥပကအမှတ်တက်ဆိုအမှတ်90အမိကအမှတ်90ရပါတယ်ဘာပါက95မှတ်ရပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုဗာလေးမေးချင်လဲရှိကျွန်မဇွန်းကဒါပြီးရင်နားလိုက်တော့မယ်နော် level 2ကို ဟုတ်ကဲ့ပါ မေးချင်တာရှိရင်အချိန်မီမေးပါဂရုထဲမှာမေးလဲရပါတယ်ဖုန်းဆက်မေးရပါတ ဒါ ယ် လေးပို့ပြီးကျွန်တော်တို့ထုတ်ထားအောင်နော် ဒါပို့ပေးမှာလေပို့ပေးမှာပို့ထားပြီးသားကိုရှိတယ်ထပ် ဟုတ် ပို့ ကဲ့ ပေး ဟုတ် မယ် ကဲ့ဟုတ်ကဲ့ ဟိုက PDF ပိုင်ပို့ပေးမယ် ဟုတ်ကဲ့ဒါလေးထုတ် print ထုတ်ပြီးတော့ဒါလေးပဲယူထားလို့ကြည့်ရမှာကျွန်တော်တော့မှကိုယ် ထုတ် ကြီးရ မှာဆိုဒါမယူနဲ့ထုတ်မှာဆိုဒါမျိုးနဲ့ဒါကဒီလိုထုတ်လို့အဆင်မပြေဘူးအဲ့ဆိုဒီစာအုပ်ထဲကိုဓာတ်ပုံရပြီးပို့လိုက်မယ်စာအုပ်ကိုဓာတ်ပုံရပြီးဒီစာအုပ်မရှိဘူးလား တောင်းကရှိတယ်အဲစောင်းကြီးမလို့ ဟုတ်ဘူး ဆောက်ကတမီးဆရာမကြီးကိုဆောက်လားဟုတ်လား လေပဲတူးတောင်းကရှိတယ် ဟုတ်လားရှိလား ရှိတယ် အမှတ်ပုစီမင်းစာအုပ်ရှိလား ညအမတ် ဒီ အော် အမှ ဒီ တ်ဒါ ကော လေးဒါအမှတ်ပုစီမင်းစာပုံနိုင်မဟုတ်ဘူး အမတ်ပေးစီမစားရှိတယ် ရှိလားအဲ့ဒါပဲလေအဲ့ဒါမှအခုဒီဟာတော့မပါဘူးဒီ best buy မပါဘူး best buy မပါဘူး ရှိတယ်ရှိတယ် ဒါပဲမပါဘူးအဲ့ဒါဆိုဒါပဲလေ ဟုတ်ကဲ့ အဲ့ဒါ ဟုတ် ပဲ ကဲ့ ပြန်ကြည့်ရဒါလေးကတော့ပေးလိုက်မယ်ဒါလေးကတော့ပေးလိုက်မယ်ဒီကမပါဘူးမကြည့်စား ဟုတ်ကဲ့ပါဟုတ်တယ်ဒါလေးကအဲစောတဲ့မှာမပေါင်း ဟုတ်တယ်မပါဘူးဒါလေးပေးလိုက်ပါမယ်ဒါလေးနဲ့ပြရလေးနဲ့ကြည့်လိုက်မယ်ပန်ပါကြည့်ပါမပါတာပုတ်ပေးလိုက်မယ်ဂရုထဲမှာပုတ်ပေးလိုက်မယ်နော် ဟုတ်ကဲ့ပါ လေ့ကျင့်တာရှိရင်ထေမြေဖုံးဆက်ပြီးမေးပါသမီးကလည်းဆရာမကိုလီးတာပဲလာခဲ့လိုက်နော် ဟုတ်ကဲ့ဆရာမ ကျမမလေးရောက်တော့ဘာမအောင်လဲ ဟန်လေးရောက်နေတာဗမာတော့ပါဘူးဗမာတော့ပါဘူးဗမာတော့ပါသွားနိုင်တဲ့သူတွေသွားကြပါအဲ့ဆိုရင်ကျမတို့ဗုဒ္ဓသာသနာကျင့်လေးကိုယူဖို့ရအောင်ရွေးအောင်ဟုတ် ဟုတ်ကဲ့ပါဟုတ် ဗုဒ္ဓသာသနာစီရန်တိတ်တထူ ဘု ဗုဒ္ဓ ရား သာ သာ သနာ သနာ စီရန်တိတ်တထူ စီရန် ဗုဒ္ဓသာသနာစီရန်တိတ်တထူ ဘုရားသာသနာစီရန်တိတူဘုရားသာသနာစီရန်တိတူသာရူ ဂုဏ်နုရနဲ့အောင်မြင်ကြပါစေရှင် ဟုတ်တယ်မိတော့ဆရာမ အေးဆိုရင်ပြောပါစေဗျာ သူလည်းကျမကြီးတွေကောင်းပါစေဟုတ်ပါပြီမို့ဆိုလို့ရှိရင် तू ကခွက်နဲ့ကြသွားတာစီရန်တိတ်တူကမရွတ်လိုက်ရဘူး